အားလုံးပဲမင်္ဂလာပါညီမတို့ဒီနေ့ပြင်းဦးလွင်မျိုးပေါ့ကရီကိုပတ်မြစ်စကန် B4 အတွင်းမှာရှိတဲ့ဒိုင်နိုဆောအရင်တွေကိုရောက်နေဖြစ်ပါတယ်ဒိုင်နိုဆောအရင်ထဲမှာရှိတဲ့ဒိုင်နိုဆောတွေရဲ့တကောင်ချင်းစီအကြောင်းကိုဘူးတူတာအနေနဲ့ရှင်းပြလုပ်မှာဖြစ်ပါတယ်ဒါကြောင့်ညီမနဲ့အတူဒိုင်နိုဆောအရင်တွေကိုလိုက်ပြီးလေ့လာကြရအောင်နော်အခုပထမဆုံးတွေ့ရတဲ့အကောင်တော့ Triceratops လို့ခေါ်တဲ့ဒိုင်နိုဆောမျိုးဖြစ်ပါတယ် Triceratops ရဲ့ဒိုင်နိုဆောမျိုးဖြစ်ပြီးတော့ဥချိုပါတဲ့ဒိုင်နိုဆောမျိုးလို့လည်းသိရတယ်အလျာ9မီတာခန့်ရှိပြီးတော့အလေးချိန်9500ကီလိုဂရမ်ခန့်ရှိတယ်။အပင်နဲ့အသီးရွက်တွေစားတဲ့ဒိုင်နိုဆောမျိုးလည်းဖြစ်ပါတယ်။ Cretaceous ခေတ်နောက်ပိုင်းလွန်ခဲ့တဲ့နှစ်တန်းပေါင်း66တန်းနဲ့68တန်းကာလအတွင်းမှာရှင်သန်ခဲ့တယ်လို့လည်းသိရပါတယ်။မြောက်အမေရိကတိုက်မှာရှင်သန်ခဲ့တယ်လို့လည်းသိရပါတယ်။ဒိုင်နိုဆောရဲ့ရုပ်ပိုင်းဆိုင်ရာထူးခြားချက်အနေနဲ့ဒိုင်နိုဆောရဲ့ဥချိုမှာ3ခုရှိပြီးတော့မျက်နှာပေါ်မှာအရှည်1မီတာခန့်ရှိတဲ့ဇိုကြီး2ခုနဲ့နှာခေါင်းပေါ်မှာဇိုတိုတစ်ခုပါရှိတယ်။ဥကောင်းနောက်မှာကြီးမားတဲ့အယူတိုင်းချက်ကြီးတစ်ခုပါရှိပြီးတော့ဒီအယူတိုင်းချက်တွေကရန်သူကခံရမှုကနေကာကွယ်ရန်နဲ့ခန္ဓာကိုယ်အပူချိန်ထိန်းညှိရန်အတွက်အသုံးပြုရလို့လည်းယူဆရတယ်။ဒိုင်နိုဆောလောကရဲ့တင့်ကားလို့လည်းတင်စားခေါ်ဝေါ်ကြတယ်။ပြီးတော့ဒီဒိုင်နိုဆောတွေကအုပ်စုဖွဲ့နေထိုင်နေလို့လည်းယူဆရပါတယ်။ဒိုင်နိုဆောရဲ့ပါးစပ်များလည်းငှက်နဲ့တရံတူတဲ့နှုတ်တိပုံစံမျိုးပါးစပ်ဖြစ်ပါတယ်။ပြီးတော့သူ့ရဲ့ပါးစပ်အတွင်းမှာသွားတွေကရာနဲ့ချီရှိပြီးတော့အပင်ကျိတ်ချဖို့အတွက်အလွာလိုက်တန်းစီပြီးရှိနေတတ်ပါတယ်။ပြီးတော့သူ့ရဲ့သွားတွေကတချောင်းကျိုးရနဲ့အသစ်ပြတ်ပေါက်နိုင်စွမ်းလည်းရှိတယ်။အခုထပ်ပြီးမြင်တွေ့ရတဲ့ဒိုင်နိုဆောကတော့ Parasaurolophus လို့ခေါ်တဲ့ဒိုင်နိုဆောမျိုးဖြစ်ပါတယ်။အိုမီတပေါ်မျိုးစိတ်ဝင်ဒိုင်နိုဆောမျိုးဖြစ်ပါတယ်။အိုမီတပေါ်မျိုးစိတ်ဝင်ဒိုင်နိုဆောမျိုးဆိုတာကငှက်ခြေထောက်တရံရှိတဲ့ဒိုင်နိုဆောမျိုးကိုပြောတာဖြစ်ပါတယ်။အလျားက9မီတာခန့်ရှိပြီးတော့အလေးချိန်9000ကီလိုဂရမ်ခန့်ရှိတဲ့အသီးရွက်စားတဲ့ဒိုင်နိုဆောမျိုးလည်းဖြစ်ပါတယ်။ Cretaceous ခေတ်နောက်ပိုင်းလွန်ခဲ့တဲ့နှစ်တန်းပေါင်း89တန်းနဲ့83တန်းကာလအတွင်းမှာရှင်သန်ခဲ့တယ်လို့လည်းသိရပါတယ်။ပြီးတော့မြောက်အမေရိကတိုက်မှာနေထိုင်ခဲ့တယ်လို့လည်းသိရှိရပါတယ်။ဒီဒိုင်နိုဆောရဲ့ရုပ်ပိုင်းဆိုင်ရာထူးခြားချက်အနေနဲ့သူ့ရဲ့ဥကောင်းအမောက်ကအထူးခြားဆုံးအပိုင်းဖြစ်ပါတယ်။ဥကောင်းအနောက်ဘက်ကိုထိုးထွက်နေတဲ့အခေါင်းပွားတရံပြုံချောင်းအမောက်ဖြစ်ပါတယ်။အတန်ကျဲလောင်စီပြီးတော့ပိတ်တင်တက်စေဖို့အတွက်အမောက်ကိုအသုံးပြုရလို့ယူဆရပါတယ်။အတန်အလွန်ကျဲလောင်ပြီးတော့ထူးခြားတဲ့အတန်ပြုတ်လုပ်ပြီးအချင်းချင်းဆက်သွယ်နိုင်ကြတယ်။ဥကောင်းမှာပါတဲ့အမောက်ကိုကြည့်ပြီးတော့လည်းအထီးအမောက်ခွဲခြားလို့ရနိုင်တယ်လို့လည်းသိရပါတယ်။ခြေထောက်2ချောင်းနဲ့ရောခြေထောက်4ချောင်းလုံးမှာအသုံးပြုပြီးတော့လက်လျှောက်သွားလာနိုင်တဲ့ဒိုင်နိုဆောဖြစ်ပါတယ်။ဘဲနှုတ်ဒီတရံပါဇက်ပါရှိတဲ့ဒိုင်နိုဆောအုပ်စုဝင်ဖြစ်ပါတယ်။အုပ်စုဝင်နေထိုင်တဲ့ဒိုင်နိုဆောမျိုးလည်းဖြစ်ပါတယ်။အတန်အကျယ်ဆုံးနဲ့အလားပါဆုံးဒိုင်နိုဆောတွေကတစ်မျိုးဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။အခုထပ်ပြီးမြင်တွေ့ရတာကတော့ Harorasaurus ဒိုင်နိုဆောဖြစ်ပါတယ်။ Sirskian ဒိုင်နိုဆောမျိုးဖြစ်ပြီးတော့အလျားက3မီတာနဲ့6မီတာခန့်ရှိပါတယ်။အလေးချိန်က180ကနေ350ကီလိုဂရမ်ခန့်ရှိပါတယ်။ပြီးတော့အသားစားသက်ဝါဖြစ်ပါတယ်။ Triassic Apex အစောပိုင်းကာလလွန်ခဲ့တဲ့နှစ်တန်းပေါင်း201.3တန်းကာလအတွင်းမှာရှင်သန်ခဲ့တယ်လို့လည်းသိရတယ်။အာဂျင်တီးနားမှာပထမဆုံးရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာထူးခြားချက်အနေနဲ့အောက်မေးရိုးမှာအဆစ်တစ်ခုပါရှိပြီးတော့သားကောင်ကိုမြဲမြံစွာခဲထားနိုင်ပြီးပြင်းထန်တဲ့ကိုက်အားဖြစ်စေတယ်။လွှတ်သွားကဲ့သို့သောထက်မြက်တဲ့သွားများပါရှိပါတယ်။နောက်စီနှစ်ချောင်းနဲ့လမ်းလျှောက်တာဒါမှမဟုတ်ပြီးတော့တတ်ပါတယ်။လင်းမြန်တွက်လက်တဲ့ပြင်းနှုံးနဲ့ပြင်းနိုင်တဲ့ဒိုင်နိုဆောမျိုးလည်းဖြစ်ပါတယ်။ထိတ်တန်းအသားစားသက်သက်ဝါဖြစ်ပြီးတော့ဒိုင်နိုဆောငယ်လေးနဲ့တော်တော်သက်သက်ဝါရှိဦးသက်သက်ဝါများကိုလည်းအမိလိုက်တယ်လို့သိရှိရပါတယ်ရှင်။ဆက်လက်ပြီးတွေ့ရတဲ့ဒိုင်နိုဆောကတော့ Ankylosaurus ဒိုင်နိုဆောဖြစ်ပါတယ်။အခုမှဒိုင်နိုဆောမျိုးဖြစ်ပြီးတော့အလျား10မီတာခန့်ရှိရလို့လည်းသိရတယ်။အလေးချိန်8000ကီလိုဂရမ်ခန့်ရှိပြီးတော့အသီးရွက်စားတဲ့ဒိုင်နိုဆောမျိုးဖြစ်ပါတယ်။ Cretaceous ခေတ်နောက်ပိုင်းလွန်ခဲ့တဲ့နှစ်တန်းပေါင်း68တန်းနဲ့66တန်းကာလအတွင်းမှာရှင်သန်ခဲ့လို့လည်းသိရပါတယ်။မြောက်အမေရိကတိုက်မှာနေထိုင်ခဲ့လို့လည်းသိရှိရပါတယ်ရှင်။ရုပ်ပိုင်းဆိုင်ရာထူးခြားချက်အနေနဲ့ခန္ဓာကိုယ်အပိုင်းတစ်ခုလုံးကို osteoderms လို့ခေါ်တဲ့အရိုးပြာမာနဲ့တန်ချက်ကအကာအကွယ်ပုံစံအဖြစ်နဲ့ဖုံးအုပ်ထားပါတယ်။ဒီအကာအကွယ်ကတာရဲတက်ခိုက်ခြင်းကနေကာကွယ်ရန်အတွက်ဖြစ်ပါတယ်။တုတ်တိုပြီးတော့ခိုင်ကန်တဲ့ခြေထောက်၄ချောင်းရှိပါတယ်။အမီတုတ်ပြီးတော့အယိုးမာနဲ့ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။သူ့ရဲ့ပါးစပ်ကကျဉ်းမြောင်းပြီးတော့ငှက်ကောင်းပုံသဏ္ဍာန်ဖြစ်ပါတယ်။တင်းငယ်တဲ့သွားများလည်းပါရှိပါတယ်။ကိုခန္ဓာလေးလံပြီးတော့အလွန်နှိကွစွာသွားလာကြတဲ့ဒိုင်နိုဆောမျိုးဖြစ်ပါတယ်။အခုတွေ့ရတဲ့ဒိုင်နိုဆောကတော့ Tophosaurus ဒိုင်နိုဆောဖြစ်ပါတယ်။ Last Theropod ဒိုင်နိုဆောမျိုးဖြစ်ပြီးတော့အလျား10မီတာခန့်ရှိပြီးအလေးချိန်4000ကီလိုဂရမ်ခန့်ရှိပါတယ်။အသားစားဒိုင်နိုဆောဖြစ်ပြီးတော့ Jurassic ခေတ်နောက်ပိုင်းလွန်ခဲ့တဲ့နှစ်တန်းပေါင်း166တန်းနဲ့145တန်းကာလအတွင်းမှာရှင်သန်ခဲ့တယ်လို့လည်းသိရပါတယ်။မြောက်အမေရိကတိုက်မှာတွေ့ရတယ်လို့သိရှိရပါတယ်ရှင်။ဒီဒိုင်နိုဆောကအေယာမကုတ်တိတာရဲဖြစ်ပါတယ်။ဒိုင်နိုဆောရဲ့ရုပ်ပိုင်းဆိုင်ရာထူးခြားချက်အနေနဲ့ဥကောင်းကိုကြီးမားပြီးတော့ဓားသွားကဲ့သို့ထက်မြက်တဲ့လွှတ်သားပုံစံသွားတွေပါရှိရဲ။ဒီသွားများနဲ့အသားကိုလည်းအလွယ်တကူကိုက်ဖြတ်နိုင်ပါတယ်။တန်မာတဲ့လက်မောင်းနဲ့ကြီးမားတဲ့လက်သေးကြီးလည်းပါရှိပါတယ်။တကောင်နဲ့အမေလိုက်တဲ့တဘာဝဖြစ်ပြီးတော့ဒိုင်နိုဆောအငယ်စားများကိုအတိကအမေလိုက်ပါတယ်။ Jurassic ခေတ်မှာအကြအဆုံးတာရဲတကောင်လည်းဖြစ်ခဲ့တယ်လို့သိရပါတယ်ရှင်။အခုတွေ့ရတဲ့ဒိုင်နိုဆောကတော့ Aquanodon ဒိုင်နိုဆောဖြစ်ပါတယ်။
အော်နတပ်ပေါ်အကြီးစားတဲ့နှုံဆိုမျိုးဖြစ်ပါတယ်အလျား10မီတာခန့်ရှိပြီးတော့အလေးချိန်4000ကီလိုဂရမ်ခန့်ရှိပါတယ်အသီးရွက်စားတဲ့နှုံဆိုမျိုးဖြစ်ပြီးတော့ Cretaceous ခေတ်အစောပိုင်းလွန်ခဲ့တဲ့နှစ်တန်းပေါင်း140ကနေ110တန်းကာလအတွင်းမှာတည်ရှိပါတယ်ဥရောပတိုက်မှာတွေ့ရတယ်လည်းသိရှိရပါတယ်ရှင်ရုပ်ပိုင်းဆိုင်ရာထူးခြားချက်အနေနဲ့ထူးခြားတဲ့လက်မစုပဲဖြစ်ပါတယ်လက်များဟာတုတ်တုတ်ပြီးတော့ချွတ်တဲ့စူးပုံစံလက်မလေးရှိပါတယ်ခြေထောက်နှစ်ချောင်းတွင်နဲ့ရောခြေထောက်လေးချောင်းလုံးမှာအသုံးပြုနိုင်တဲ့နှုံဆိုဖြစ်ပါတယ်အုပ်စုဖွဲ့နေထိုင်ပြီးတော့မိသားစုလိုက်ရွှေ့ပြောင်းနေထိုင်တယ်လို့လည်းသိရှိရပါတယ်ရှင်အခုတွေ့ရတဲ့အကောင်ကတော့ Controsaurus လို့ခေါ်တဲ့ဒိုင်နိုဆောဖြစ်ပါတယ်။ Armour ဒိုင်နိုဆောမျိုးဖြစ်ပြီးတော့အလျားက9မီတာခန့်ရှိပြီးအလေးချိန်က3200ကီလိုဂရမ်ခန့်ရှိရလို့ယူဆကြပါတယ်။အသီးရွက်စားတဲ့ဒိုင်နိုဆောမျိုးဖြစ်ပြီးတော့ Jurassic ခေတ်နောက်ပိုင်းလွန်ခဲ့တဲ့နှစ်တန်းပေါင်း155တန်းအနည်း150တန်းကာလအတွင်းမှာရှင်သန်ခဲ့လို့လည်းသိရပါတယ်။အာဖရိကတိုက်မှာကျက်စားခဲ့လို့လည်းသိရပါတယ်။ရုပ်ပိုင်းဆိုင်ရာထူးခြားချက်အနေနဲ့လေပင်နဲ့ကြောရိုးအရှိတ်ဘက်မှာပြားချက်တဲ့အယူပြားတွေပါရှိပြီးတော့ကြောကုန်းအလဲကနေတင်ပါနဲ့အမိပိုင်းအထိမှာရှည်လျားပြီးတော့ထက်မြက်တဲ့စုကျွများပါရှိပါတယ်။ပကုံးတစ်ဖက်စီမှာအပြင်ကိုကားထွက်နေတဲ့စုကျွတစ်စုံလည်းပါရှိပါတယ်။အမိပြားမှာရှိတဲ့စုကျွတွေနဲ့ရန်သူကိုတိုက်ခတ်နေတယ်လို့လည်းသိရှိရပါတယ်။ဆက်လက်ပြီးတွေ့ရတဲ့ဒိုင်နိုဆောကတော့ Indominus Rex လို့ခေါ်တဲ့ဒိုင်နိုဆောမျိုးဖြစ်ပါတယ်။ Jurassic World ရုပ်ရှင်ဇာတ်လမ်းတွေများမှာ2015ခုနှစ်မှာစတင်ဖန်တီးခဲ့တဲ့မျိုးဆက်ဒိုင်နိုဆောဖြစ်ပါတယ်။အလျား15မီတာအမြင့်က9.5မီတာခန့်ရှိပြီးတော့ကိုယ်အလေးချိန်က8000ကီလိုဂရမ်ခန့်ရှိရလို့ယူဆကြပါတယ်။အသားစားသက်ဝါဖြစ်ပြီးတော့အခြားသက်ဝါများကိုလည်းစားသုံးရုံနာမကပဲနဲ့ဖြိုပြမှုအတွက်ပါတက်ဖြတ်တယ်လို့လည်းသိရပါတယ်။ Jurassic World ရုပ်ရှင်မှာပရိသတ်ကိုဆွဲဆောင်မှုအတွက်ရည်ရွယ်ပြီးတော့ဖန်တီးခဲ့တဲ့ Indominus Rex ကတမိုင်းမှာအမှန်တကယ်တည်ရှိခဲ့တဲ့ Tyrannosaurus Rex တက်ပို့ပြီးတော့ဒေါသကြီးပြီးရလူတက်တဲ့ပုံမကြီးမားတဲ့မျိုးစိတ်အဖြစ်ပေါင်းစပ်ထားတဲ့ဆွမ်းအကြီးဆုံးဒိုင်နိုဆောဟုလည်းသိရှိရပါတယ်။အခုတွေ့ရတဲ့ဒိုင်နိုဆောကတော့ Giganotosaurus ဒိုင်နိုဆောဖြစ်ပါတယ်။ Last Theropod ဒိုင်နိုဆောမျိုးဖြစ်ပြီးတော့အလျား3မီတာခန့်ရှိပြီးအလေးချိန်1000ကီလိုဂရမ်ခန့်ရှိရလို့သိရပါတယ်။အသားစားသက်ဝါဖြစ်ပြီးတော့ Cretaceous ခေတ်အစောပိုင်းကာလလွန်ခဲ့တဲ့နှစ်တန်းပေါင်း69တန်းအနည်း95တန်းကာလအတွင်းမှာရှင်သန်ခဲ့လို့သိရပါတယ်။တောင်အမေရိကတိုက်ဘက်မှာတွေ့ရှိရလို့လည်းသိရပါတယ်ရှင်။ရုပ်ပိုင်းဆိုင်ရာထူးခြားချက်အနေနဲ့လွတ်သွားပုံစံထက်မြက်တဲ့သွားတွေကဘေးဘက်မှာပါရှိရလို့လည်းသိရပါတယ်။လက်ချောင်း3ချောင်းပါရှိပြီးတော့တနင်္ဂနွေ31မိုင်ခန့်အထိပြေးနိုင်ပါတယ်။ထိတ်တန့်အသက်သက်ဝါဖြစ်ပြီးတော့အုပ်စုဖွဲ့အမိလိုက်တယ်လို့လည်းသိရှိရပါတယ်ရှင်။အပင်စားဒိုင်နိုဆောများကိုအဓိကထားပြီးအမိလိုက်တယ်လို့လည်းသိရှိရပါတယ်ရှင်။ခုတွေ့ရတာကတော့ European Winged Dragon ဖြစ်ပါတယ်။အလဲခေဥရောပဇီလဒနိုင်လာနဂါဖြစ်ပါတယ်။ Frederick Justin Bartas က1806ခုနှစ်မှာရေးဆွဲတဲ့ပုံကိုအခြေခံပြီးပြုလုပ်ထားတာဖြစ်ပါတယ်။ဗဇက်ကနေမိမုံနိုင်ပြီးတော့အတောင်ဘက်နဲ့အခြေလေးချောင်းပါပြီးညင်ရည်ထက်မြက်ပြီးလောဘကြီးတော့ကြမ်းတမ်းတဲ့တတဝါဖြစ်ဖော်ပြကြပါတယ်။အလျားက4.8မီတာနဲ့15မီတာအထိရှိတယ်ဖော်ပြကြတယ်။ခန့်မှန်းအလေးချိန်က1800ကီလိုဂရမ်နဲ့9000ကီလိုဂရမ်ကရှိတယ်လို့ဖော်ပြတယ်။အသားစားတတဝါဒါမှမဟုတ်ရွှေငွေကြောက်ပြည့်နာစားတတဝါစတဲ့ပြတဲ့နိုင်ဇလန်ပုံမူတည်ပြီးဖော်ပြကြပါတယ်ရှင်။အခုတွေ့ရတဲ့ဒိုင်နိုဆောကတော့ Diplodocus လို့ခေါ်တဲ့လေမင်းချီဒိုင်နိုဆောမျိုးဖြစ်ပါတယ်။ Cerebral ဒိုင်နိုဆောမျိုးဖြစ်ပြီးတော့အလျား24မီတာခန့်ရှိပြီးတော့အလေးချိန်က9000ကီလိုဂရမ်ခန့်ရှိရလို့ယူဆကြပါတယ်။အပင်စားဒိုင်နိုဆောမျိုးဖြစ်ပြီးတော့ Jurassic ခေတ်နောက်ပိုင်းလွန်ခဲ့တဲ့နှစ်တန်းပေါင်း152တန်းအနည်း145တန်းအတွင်းမှာရှင်သန်ခဲ့လို့လည်းသိရပါတယ်။ကမ္ဘာအရှည်လျားဆုံးဒိုင်နိုဆောဖြစ်တယ်လို့လည်းသိရပါတယ်။ရုပ်ပိုင်းဆိုင်ရာထူးခြားချက်အနေနဲ့အရှည်လျားတဲ့လေပင်နဲ့အမီးတွေပဲဖြစ်ပါတယ်။သွားတွေကအရှေ့ဘက်ကိုစုနေပြီးတော့ခရင်စုပုံစံဒါမှမဟုတ်ခဲတဲ့ဂျုံလီကဲတို့တန်းရှိပါတယ်။အမီးတွေကကြောက်ဖို့လိုမျိုးရှည်လျားပြီးတော့အယိုးစစ်ပေါင်း80ကျော်ပါရှိရလို့လည်းသိရပါတယ်။ဆက်လက်ပြီးတွေ့ရတဲ့ဒိုင်နိုဆောကတော့ Dilophosaurus ဒိုင်နိုဆောဖြစ်ပါတယ်။ Last Theropod ဒိုင်နိုဆောမျိုးဖြစ်ပြီးတော့အလျားက9မီတာခန့်ရှိပါတယ်။အလေးချိန်က400ကီလိုဂရမ်ခန့်ရှိပြီးတော့အသားစားသက်ဝါဖြစ်ပါတယ်။ Early Jurassic ခေတ်အစောပိုင်းကာလလွန်ခဲ့တဲ့နှစ်တန်းပေါင်း196တန်းအနည်း183တန်းကာလအတွင်းမှာရှင်သန်ခဲ့ရလို့သိရတယ်။မြောက်အမေရိကတိုက်မှာတွေ့ရှိခဲ့ပါတယ်ရှင်။ရုပ်ပိုင်းဆိုင်ရာထူးခြားချက်အနေနဲ့ဥကောင်းပေါ်မှာအမောက်နှစ်ခုပါရှိပါတယ်။ဒီအမောက်တွေကအဖော်ရှာရမှာဆွဲဆောင်ရတဲ့အခြေချင်းမမိစေရန်အတွက်ဖြစ်တယ်လို့ယူဆပါတယ်။အပေါ်မေးရိုးမှာလည်းထူးခြားတဲ့အဟိုက်ပါရှိပြီးတော့သွားတွေကရှည်လျားပြီးဘေးဘက်ကိုချွန်ထက်နေပါတယ်။သူတို့မှာလည်းတန်မာတဲ့ခြေထောက်များလည်းရှိပါတယ်။သူတို့နဲ့အရွယ်အစားတူတဲ့ဒါမှမဟုတ်သူတို့ထက်ငယ်တဲ့အပင်စားဒိုင်နိုဆောတွေနဲ့တားကောင်ငယ်တွေကိုစားသုံးတယ်လို့သိရှိရပါတယ်။ငါးများကိုလည်းဖိယူစားသုံးတယ်လို့ခန့်မှန်းသိရှိရပါတယ်ရှင်။အခုတွေ့ရတဲ့ဒိုင်နိုဆောကတော့ Allosaurus ဒိုင်နိုဆောဖြစ်ပါတယ်။ Last Theropod ဒိုင်နိုဆောမျိုးဖြစ်ပြီးတော့အလျား12မီတာခန့်ရှိပါတယ်။အလေးချိန်က3000ကီလိုဂရမ်ခန့်ရှိပြီးတော့အသားစားဒိုင်နိုဆောဖြစ်ပါတယ်။ Jurassic ခေတ်နောက်ပိုင်းလွန်ခဲ့တဲ့နှစ်တန်းပေါင်း155တန်းအနည်း145တန်းကာလအတွင်းမှာရှင်သန်ခဲ့လို့လည်းသိရပါတယ်။မြောက်အမေရိကတိုင်းမှာတွေ့ရှိရလို့လည်းသိရှိရပါတယ်ရှင်။
ရုပ်ပိုင်းဆိုင်ရာထူးခြားချက်အနေနဲ့ဥကောင်းထက်မှာမျက်ခုံးပေါ်အယိုးကောက်ရှိပါတယ်။ဆွန်းတဲ့တော်များရှိပြီးတော့အမြန်ပြည့်နိုင်တယ်လို့လည်းသိရပါတယ်။အဖွဲလိုက်အမဲလိုက်ပြီးတော့အနက်ခံအယုံကောင်းတယ်လို့လည်းသိရှိရပါတယ်ရှင်။သွားများကအလွယ်တကူကျိုးနိုင်ပြီးတော့အလွယ်တကူပြန်ပေါက်နိုင်တယ်လို့လည်းသိရှိရပါတယ်။အခုတွေ့ရတဲ့ဒိုင်နိုဆောကတော့ Brontosaurus ဒိုင်နိုဆောဖြစ်ပါတယ်။ Sauropod ဒိုင်နိုဆောမျိုးဖြစ်ပြီးတော့လေဝိချေဒိုင်နိုဆောမျိုးလို့လည်းသိရပါတယ်။အလျားက21မီတာခန့်ရှိပြီးတော့အလေးချိန်က1600ကနေ2200ကီလိုဂရမ်ခန့်ရှိရလို့လည်းသိရပါတယ်။အပင်စားဒိုင်နိုဆောမျိုးဖြစ်ပြီးတော့ Jurassic ခေတ်နောက်ပိုင်းကာလလွန်ခဲ့တဲ့နှစ်တန်းပေါင်း152တန်းနဲ့145တန်းကာလအတွင်းမှာရှင်သန်ခဲ့လို့လည်းသိရပါတယ်။မြောက်အမေရိကတိုက်မှာတွေ့ရှိခဲ့လို့လည်းသိရပါတယ်ရှင်။ရုပ်ပိုင်းဆိုင်ရာထူးခြားချက်အနေနဲ့လေဘင်းရှိရှိနဲ့အပြီးရှိရှိရှိပြီးတော့ဦးကောင်းတေးပြီးတော့ကိုယ်ထည်ကြီးရတဲ့နှုတ်ဆုံးမျိုးဖြစ်ပါတယ်။တစ်ပင်မြင့်ကအရွက်များကိုလည်းအလွယ်တကူစားတောက်နိုင်ပြီးတော့အထင်ကရဖြစ်တဲ့နှုတ်ဆုံးမျိုးစိလည်းဖြစ်ပါတယ်။ကလေးတွေဒါမှမဟုတ်ရုပ်ရှင်နဲ့စာအုပ်တွေမှာလည်းအမြဲတမ်းတွေ့ရတတ်ပါတယ်။အခုတွေ့ရတဲ့ဒိုင်နိုဆောကတော့ Tyrannosaurus ဒိုင်နိုဆောဖြစ်ပါတယ်။ Theropod မျိုးစိတ်ဝင်အကြီးစားဒိုင်နိုဆောဖြစ်ပါတယ်ရှင်။အလျားက12မီတာခန့်ရှိပြီးတော့အလေးချိန်က9000ကီလိုဂရမ်ခန့်ရှိရလို့လည်းသိရပါတယ်။အသားစားဒိုင်နိုဆောဖြစ်ပြီးတော့ Cretaceous ခေတ်နောက်ပိုင်းလွန်ခဲ့တဲ့နှစ်တန်းပေါင်း68တန်းနဲ့66တန်းကာလအတွင်းမှာရှင်သန်ခဲ့တယ်လို့သိရပါတယ်။မြောက်အမေရိကတိုက်မှာတွေ့ရှိခဲ့လို့လည်းသိရှိရပါတယ်ရှင်။ရုပ်ပိုင်းဆိုင်ရာထူးခြားချက်အနေနဲ့ခန္ဓာကိုယ်ကအလွန်ကြီးမားပြီးတော့ခေါင်းကြီးပြီးသွားကြီးများလည်းရှိပါတယ်။သွားကြီးများဟာအရှည်20စင်တီမီတာခန့်ရှိပြီးတော့လက်တူပြီးအမိရှည်ရှိတဲ့ဒိုင်နိုဆောမျိုးဖြစ်ပါတယ်ရှင်။အလွန်ကြီးမားပြီးတော့အင်အားအပြင်းဆုံးဒိုင်နိုဆောလို့လည်းသိရှိရပါတယ်။ဒိုင်နိုဆောဘရင်ဟုလည်းခေါ်ဆိုကြပါတယ်။ပေစားဒိုင်နိုဆောတွေနဲ့၎င်းတက်ကြီးတဲ့ဒိုင်နိုဆောများကိုလည်းတိုက်ခိုက်စားတောက်တယ်လို့လည်းသိရှိရပါတယ်ရှင်။အခုတွေ့ရတဲ့ဒိုင်နိုဆောကတော့ Spinosaurus ဒိုင်နိုဆောဖြစ်ပါတယ်။လာတရပတ်မျိုးစိတ်ဝင်ဒိုင်နိုဆောမျိုးလည်းဖြစ်ပါတယ်။အလျားက14မီတာခန့်ရှိပြီးတော့အလေးချိန်က9400ကီလိုဂရမ်ခန့်ရှိရလို့လည်းသိရှိရပါတယ်။အသားစားဒိုင်နိုဆောမျိုးဖြစ်ပြီးတော့အထူးသဖြင့်ငါးများကိုစားသုံးတယ်လို့လည်းသိရှိရပါတယ်။ Cretaceous ခေတ်နောက်ပိုင်းလွန်ခဲ့တဲ့နှစ်တန်းပေါင်း69တန်းနဲ့94တန်းကာလအတွင်းမှာရှင်သန်ခဲ့လို့လည်းသိရှိရပါတယ်။မြောက်အာဖရိကတိုက်မှာတွေ့ရှိခဲ့လို့လည်းသိရပါတယ်။ရေကန်နဲ့မြစ်ချောင်းအင်းအိုင်အနီးမှာနေထိုင်ခဲ့တယ်လို့လည်းယူဆရပါတယ်။ရုပ်ပိုင်းဆိုင်ရာထူးခြားချက်အနေနဲ့ကြောပေါ်မှာအယိုးရှည်တွေရှိပြီးတော့ပါးစပ်ရှည်ပြီးတော့မိချောင်းပါးစပ်နဲ့တရံတူပါတယ်။သွားရှည်များရှိပြီးတော့၎င်းသွားများကငါးဖမ်းဖို့လည်းအထူးတင်လျော်ပါတယ်။ရေထဲမှာလည်းအသက်ရှင်နိုင်ပြီးတော့ရေထဲမှာအမဲလိုက်ရမှာပိုပြီးအားကောင်းပါတယ်။ရေကူးရတွင်လည်းအမီကိုရေတက်လို့အသုံးပြုရလို့လည်းသိရှိရပါတယ်။အခုနောက်ဆုံးတွေ့ရတဲ့ဒိုင်နိုဆောကတော့ Deinonychus ဒိုင်နိုဆောဖြစ်ပါတယ်။အသေးစားတရပတ်ဒိုင်နိုဆောမျိုးလည်းဖြစ်ပါတယ်။အလျားကတော့3.4မီတာခန့်ရှိပါတယ်။အလေးချိန်ကတော့100ကီလိုဂရမ်ခန့်သာရှိပါတယ်။အသားစားတဝါဖြစ်ပြီးတော့အစောပိုင်း Cretaceous ခေတ်လွန်ခဲ့တဲ့နှစ်တန်းပေါင်း135တန်းနဲ့108တန်းကာလအတွင်းမှာရှင်သန်ခဲ့လို့လည်းသိရပါတယ်။မြောက်အမေရိကတိုက်မှာနေထိုင်တယ်လို့လည်းသိရပါတယ်ရှင်။ရုပ်ပိုင်းဆိုင်ရာထူးခြားချက်အနေနဲ့နောက်6ရောက်ရဲ့ဒုတိယမြောက်ခြေချောင်းမှာလှချမ်းပုံစံကြီးမားပြီးထက်မြက်တဲ့လက်သေးများလည်းရှိပါတယ်။ငှက်ကဲ့သို့သောအမွှေးတောင်များရှိရလို့လည်းယူဆကြပါတယ်။အုံနောက်ညံအလွန်ကောင်းပြီးတော့အုပ်စုဖွဲ့အမဲလိုက်တယ်လို့လည်းသိရှိရပါတယ်။၎င်းတို့ကကျက်စင်တကောင်လောက်သာအရွယ်စားရှိရလို့လည်းသိရပါတယ်။ပြင်းပြစွာပြေးနိုင်ပြီးတော့၎င်းတို့ထက်အရွယ်စားကြီးတဲ့ဒိုင်နိုဆောမျိုးတော်မှာတိုက်ခိုက်စားတောက်နိုင်တယ်လို့လည်းသိရပါတယ်။အခုကတော့ပကယူကပနစ်စကန်တွင်မှာရှိတဲ့ဒိုင်နိုဆောလေးတွေကကြညာဖြစ်ပါတယ်ရှင်။အခုမြင်တွေ့နေရတာကတော့ပွက်ကရီကိုပိုက်ပြစ်စကန်အတွင်းမှာရှိတဲ့ကလေးတွေစော့ကစားလို့ရတဲ့ဒိုင်နိုဆောရုပ်များပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဓာတ်ပုံအလားရိုက်ဖို့အတွက် photo books များလည်းတွေ့ရှိရပါဖြစ်ပါတယ်။နောက်ထပ်လည်းပွဲကောက်ရီကိုပတ်ပြစ်စကန် B4 နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာများကိုတင်ဆက်သွားမှာဖြစ်တာကြောင့် YouTube channel ကို like and subscribe လုပ်ပေးဖို့မမေ့နဲ့အောင်နော်။